မေဝဲသားလိုမျိုးပဲရှုံးပွဲမရှိစံချိန်နဲ့ဘောက်ဆင်လောကကအနားယူသွားခဲ့ပြီဖြစ်တဲ့ဝိတ်တန်း၅ခုချန်ပီယံခရော့ဖို့ပရိသတ်များအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟပ်ရဲ့တိုက်ခိုက်ရေးအားစားကဏ္ဍကွန်ဘက်ဆောင်ကနေကြိုဆိုပါရစေရှုံးပွဲမရှိဝိတ်တန်း၅ခုချန်ပီယံချင်းခရော့ဖို့အနားယူပြီးဆိုတဲ့တဲ့တင်ဟာကမ္ဘာလက်ဝှေ့လောကအတွက်တော့ကြေကွဲစရာဖြစ်တယ်လို့တစ်ဖက်မှာလည်းဂုဏ်စရာကောင်းတဲ့သမိုင်းမှတ်တိုင်တစ်ခုရဲ့ပြီးဆုံးသွားခြင်းပဲဖြစ်ပါတယ်ခရော့ဖို့ရဲ့နှုတ်ဆက်စကားတွေဟာရိုးရှင်းပေမဲ့သူ့ရဲ့ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့တဲ့အားကစားပေါ်ထားတဲ့နှက်ဆိုင်တဲ့ချစ်ချင်းမြတ်တာနဲ့လေးစားမှုကိုအထင်ရှားမြင်တွေ့ရပါတယ်။ Crawford ကလက်ဝှေ့သမိုင်းမှာရှားတဲ့ရှုံးပွဲမရှိဝိတ်တန်း၅ခုချန်ပီယံဖြစ်ပါတယ်။သူဟာကွင်းအတွင်းမှာပါရမီရှိဆုံးဖိုက်တာတစ်ဦးဖြစ်တယ်လို့နီးဗျူဟာပိုင်းမှာလည်းအလွန်ထက်မြက်သူ technical genius ဖြစ်ပါတယ်။သူဟာ lightweight ကနေစတင်ပြီးဝိတ်တန်း၅ခုအထိကပတ်တွေကိုသိမ့်ပိုက်ထားနိုင်ခဲ့တာဟာသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့လိုက်လျောညီတွေဖြစ်အောင်ပြောင်းလဲနိုင်စွမ်းကိုပြသနေပါတယ်။ဝိတ်တန်းတစ်ခု Junior welterweight နဲ့ welterweight မှာကြိုင်မကင်းချန်ပီယံundisputed champion ဖြစ်ခဲ့တဲ့ပထမဆုံးအမျိုးသားစားသမားအဖြစ်သမိုင်းရေးထိုးခဲ့ပါတယ်။ RSS ပန်ကိုအနိုင်ယူခဲ့တဲ့ပွဲဟာသူ့ရဲ့ကစားသမားအမြင့်ဆုံးပန်းနိုင်လို့ဆိုရမှာပါ။သူ့ရဲ့နှုတ်ဆက်စကားထဲမှာပါတဲ့အိမ်မက်တစ်ခုနဲ့လက်အိတ်တစ်စုံပဲရှိတဲ့ကလေးရွယ်ကလေးကတိုက်ပွဲဆောက်ဝင်ခဲ့တာဆိုတဲ့စကားကသူ့ရဲ့ခက်ခဲတဲ့ဘဝဖြတ်သန်းမှုကိုဖော်ပြနေပါတယ်။သူဟာအမြဲတမ်းသူ့ရဲ့ဇာတိမြေအိုမာဟာနီဘရက်စကာကိုကိုစားပြုခဲ့ပြီးမိသားစုအတွက်ကြိုးဝိုင်းထဲမှာအသက်ပေးပြီးတိုက်ပွဲဝင်ခဲ့သူပါ။ပိုက်ဆံနဲ့ကြောကြမှုထက်ဂုံတိတ်ကာကိုအလေးထားခဲ့တဲ့အတွက်ကြောင့်လည်းပရိသတ်တွေရဲ့လေးစားမှုကိုအပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။အသက်ရှူတိုင်းအောင်ပွဲတိုင်းအတွက်နှလုံးသားကိုပေးဆက်ခဲ့တယ်ဆိုတာဟာစကားအဖြစ်ပြောတာမဟုတ်ပဲသူ့ရဲ့လက်ကျင့်ကောင်းတွေနဲ့ပွဲတိုင်းမှာပြသခဲ့တဲ့အာယုံဆုဆိုင်မှုတွေကသက်သေခံနေပါတယ်။ဖိုက်တာအများစုဟာသူတို့ရဲ့အရှိန်အဝါကျဆင်းသွားတဲ့အထိဒါမှမဟုတ်ရှုံးပွဲတွေကြုံလာရတဲ့အထိကြိုးဝိုင်းထဲမှာဆက်နေတတ်ကြပါတယ်။ဒါပေမဲ့ Crawford ကတော့ဘယ်အချိန်အနားယူရမလဲဆိုတာသိနေတဲ့သူပါ။ရှုံးပွဲမရှိသေးတဲ့အချိန်ကမ္ဘာအဆင့်ပေါင်းပေါ်ပေါင်း P4B နံပါတ်1နေရာမှာရှိနေတဲ့အချိန်မှာအနားယူသွားတာဟာသူ့ရဲ့ကဏ္ဍဝင်အဆင့်တန်းကိုပို့ပြီးခိုင်မာစေပါတယ်။မေဝတာလိုပဲသူဟာလည်းအောင်မြင်မှုတွေအထွတ်ထိပ်မှာရှိနေတော့ထွက်ခွာသွားတာဖြစ်ကြောင်းပါ။